လူသေးရင်လူဖြစ်တဲ့တရားကဘယ်တရားလဲတဲ့သီလသမာဓိပညာဘယ်သီလလဲတဲ့ရိုးရိုးတန်းတန်းရှိခိုးပြီးတော့မနဲ့၅ပါးညာ၅ပါးကိုခေါ်နေတဲ့သီလမျိုးမဟုတ်ဘူးလုံပြီးသားသီလအဋ္ဌိသီလအဋ္ဌိစိတ်တအဋ္ဌိပညာတဲ့ဘယ်လိုလုံပြီးသားသီလလဲတဲ့ဝိပဿနာတရားကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်မျိုးမှသာလျှင်အထူးတလဲလှုပ်ထိန်ပြီးတော့တခါတည်းဩဃာသာဆိုပြီးတော့ဩဃာသာဆိုနေတုံးလေးတင်အဲ့ဒီစိတ်ကလေးငြိမ်တယ်နောက်ပြီးတော့လုံလို့လားမလုံပါဘူးလုံနေဆိုတာကမဟာသောတာပန်ကြီးများမှလုံအဋ္ဌိသီလအဋ္ဌိစိတ်တအဋ္ဌိပညာဘယ်လိုအဋ္ဌိသီလအဋ္ဌိစိတ်တအဋ္ဌိပညာလဲတဲ့အထူးတလဲလှုပ်ထိန်ပြီးတော့နေရတဲ့သီလမျိုးမဟုတ်ဘူးလုံပြီးသားသီလကာလ၃ပါးလဲအထူးတလဲပယ်နေရတာမဟုတ်ဘူးတန်ရောစဉ်၃ပါးလဲအထူးတလဲပယ်ရတယ်မဟုတ်ဘူးပယ်ပြီးသားဖြစ်နေတယ်အထူးတလဲလှုပ်ပြီးတော့အတ္တနဲ့ပယ်နေရတဲ့တရားမျိုးမဟုတ်ဘူးဝိဇ္ဇာညာအဲ့ဒီတော့လူသေးလို့လူဖြစ်တာကဘယ်လိုပုံကိုလဲဝိပဿနာညာဝိပဿနာစိတ်ရတဲ့ပုံကိုဟာဘယ်လိုပုံကိုမျိုးလဲတဲ့ဘယ်လိုပုံကိုမျိုးရတယ်တဲ့လက္ခဏာ၃ပါးတစ်ပါးပါးကိုတီးပြီးတော့နာလက္ခဏာတီးရုပ်လက္ခဏာတီးအတုပလက္ခဏာတီးနေတဲ့ပုံကိုမျိုးဆိုရင်တစ်ပါးပါးကိုဧကောဓမောတစ်ခုတည်းတဲ့ဖြစ်နေတဲ့ပုံကိုဆိုရင်ဟောသမာဓိ